Let's eat seasonal fruit in ပါ Thailand. လေးလေဒူရင်ဒီ950 gram ဝယ်လာပြီပေါ့နော်လောက်လဲလို့မပြောပြဘူးဝန်ထောင်းတီးလို့ပါတယ်လာလေးအဲ့ဒါအများကြီးစားနိုင်လို့အရင်တော့ဒူရင်ဒီစိုက်ဟိုနောက်ပိုင်းမှာစားရင်နဲ့ကြိုက်သွားအဲ့တော့နည်းနည်းပဲဝယ်ခဲ့ပေါ့နော်ဘူဖေးလည်းတော့မစားဘူးသူများလို့အရင်အီလို့ဆိုပြီးတော့ဒီဟာတပူဝယ်ခဲ့တာနဲ့စိတ်ပါပါရဲ့စိတ်လေးနဲ့စိတ်ကြီးနဲ့စိတ်လေးနဲ့သူတို့ပြောတဲ့ဟာပြီးလို့ပြောတာပဲမားတဲ့ဟာကြောင့်ကြိုက်တ िश ူကြီးစိတ်တ िश ူကြီးကို10 gram လောက်ရှိတာပဲဒီလိုအဲ့တော်လေးမှာသူနေမှာကြိုက်ပြောရလေးပဲကြိုက်看远是不对的人家从人家就表一般表就这一般就这人家那出来什么包13年什么包13年读研什么在妈飞出来打土呗သူကတော့ပေးကြိုက်နေပါတော့သူကအဲ့လိုပဲခွဲထားပြီးရောင်းတာမိုင်းကြိုက်ရမ်းပြောတယ်မကြိုက်ပကံငက်လိုပဲနော်ချုံရမ်းကြိုက်အစိတ်လေးတလောက်လေးပဲအသေးလေးအသေးလေးမှတော့မကုန်ပါဘူးအကြီးရမ်းမှာလက်တော်ကြောရှိညနာနဲ့ဆိုရင်ညနာတော့ရှိတယ်ပေါ့နော်ညနာတော့ကြီးရဲ့အကြောင်းမို့ညနာငယ်လေးပဲနေရတော့ညနာတော့ကြီးလို့ညနာငယ်ရဆိုခါမှမရှိဒါလေးပြောရပြောကြွလေအရတော့အရင် certified ဖြစ်မနေအရင်တော့စားအရင်ကောင်းအရင်တော့တီးတန်းစေးအကြီးထက်သွားပြန်အလောင်းကကိုတော့ပြရဒီကမှာချင်းနဲ့ရရတယ်လေပြအဲ့ကောင်းဒူရင်ဒီအကြိုက်ရောက်သူများနဲ့မတူသူများရအဲ့လိုဒီစောင့်တက်နေမှာမလားချိုးအီနေမှာကိုလည်းကြောက်လို့မဟုတ်နည်းနည်းချင်းနဲ့ရတာလေးလို့ကျင်တယ်ချိုးရလို့ကျင်တယ်အီရမ်းကြိုက်